အားလုံးပဲမင်္ဂလာပါရှင်ပတ်စံနဲ့ပတ်သက်ပြီးတော့မှကိုကဝင်လာတဲ့ပတ်စံကိုလည်းပျော်ရွှင်စွာလက်ခံတတ်တယ်လို့ထွက်သွားတဲ့ပတ်စံတွေအပေါ်မှာလည်းထပ်တို့က happy money flow out ဖြစ်ဖို့အရေးကြီးပါတယ်အဲ့တော့ထက်အနေနဲ့ကြုံခဲ့ရတဲ့နေရာလေးတစ်ခုကိုထက်ကမျှဝေပေးခြင်းတယ်အဲ့ဒီဟာလေးကထက်တို့လူတိုင်းလည်းကြုံနိုင်တယ်လူတိုင်းကဝင်လာတဲ့ပတ်စံကိုသာပြောတာ happy money အနေနဲ့လက်ခံတာကိုကနေပြီးတော့မှပညာရေးတို့ကျန်းမာရေးတို့เนาะပြီးလို့ရှိရင်မီတာခတို့ဒီလိုမျိုးတွေပေးလိုက်ရပြီဆိုလို့ရှိရင်ထပ်တို့တွေဘာဖြစ်လဲဆိုလို့ရှိရင်ပတ်စံကိုမပျော်မရွှင်ဘဲနဲ့ unhappy flow out ကိုလုပ်တယ်အဲ့တော့ဘာဖြစ်လဲဆိုတော့အဲ့လိုလုပ်တဲ့အခါမှာထပ်တို့ငွေက block ဖြစ်တယ်ကိုယ့်စီကိုဝင်လာမဲ့လက်လာပါတွေပိတ်ဆို့စေတယ်အဲ့တော့ငွေကိုဝင်လာတဲ့အခါမှာလည်းပျော်ရွှင်ဖို့လိုအပ်တယ်လို့သုံးလိုက်ရတဲ့အခါတိုင်းမှာလည်းတကယ်ကို happy ဖြစ်တဲ့စိတ်ကလေးနဲ့အေးချမ်းတဲ့စိတ်ကလေးနဲ့ပျော်ရွှင်တဲ့စိတ်ကလေးနဲ့ပေးဖို့လိုအပ်တယ်ဒါကထပ်တို့ money ကိုဒါထပ်ပြီးတော့ပွားစေတဲ့ကိုယ့်ရဲ့လမ်းကြောင်းကိုများများလာစေတဲ့နီလန်လေးတစ်ခုဖြစ်တယ်အဲ့တော့ထက်ကဒီနေ့မှာထက်ရဲ့အတွေ့အကြုံလေးကိုထပ်မျှဝေပေးခြင်းတယ်အဲ့ဒါဘာလဲဆိုတော့ထက်တို့တွေတနေရာကိုသွားတယ်မီးပွိုင်းတနေရာမှာကိုလန်းလေးမှားသွားတယ်ပေါ့နော်မှားသွားတဲ့အခါမှာထပ်တို့ဘာဖြစ်လဲဆိုတော့ထုံးစံတိုင်းဘဲဥနဲ့စုံတယ်ထုံးစံတိုင်းလောက်ရတဲ့ကိစ္စလေးရှိတယ်အဲ့တော့ထုံးစံတိုင်းလောက်ရတဲ့အခါမှာကိုစီကနေပေးရပြီဆိုတဲ့အရာလေးတွေရှိလာတဲ့ခါကြလို့ရှိရင်လူတွေကဘာဖြစ်လဲစိတ်ကွက်တယ်ဒေါသထွက်တယ်စိတ်ဆိုးတယ်သိရမလားဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ပြောတတ်တယ်ဒါပေမဲ့ထက်သည်ဟိုအရင်တော့ကစိတ်ဆိုလို့ရှိရင်ကိုကမရင်ကျက်သေးဘူးငွေကြီးအပေါ်မှာစိတ်ကမထားတတ်သေးဘူးအဲ့တော့ဘာဖြစ်လဲဆိုတော့ခါကြတော့ကို block ဖြစ်နိုင်တယ်ပေါ့ဒါပေမဲ့ဒီတစ်ခါမှာထက်စိတ်ထဲမှာရုပ်တရက်ဆိုတော့တွေ့သွားပြီပေါ့သူနဲ့တွေ့လိုက်ပြီပေါ့ဒီလောက်ပဲခေါင်းထဲမှာထည့်ပြီးတော့ကျန်နာကလေအများကြီးမစင်စားတော့ဘူးဘာလုပ်လိုက်လဲဆိုတော့နံပါတ်1တစ်ချက် receiving power capacity power ကိုချဲ့လိုက်တယ်အဲ့ဒါဘာလဲဆိုတော့အားလုံးနားလည်အောင်ပြောပြလို့ရှိရင်ထပ်တို့ကတခုခုကိုပေးရတဲ့အခါမှာမကြေမနက်စိတ်နဲ့ပေးရင် block ဖြစ်သွားပြီးတော့မှဝင်လာမဲ့နောက်ထပ်အဖက်ဖက်ကငွေတွေကိုတကားကိုပိတ်ချလိုက်တာနဲ့တူတယ်အဲ့တော့ထက်ကဘာဖြစ်လဲဆိုတော့ဟုတ်တယ်ဒါကတော့ပေးလိုက်ရတာမှန်ပေမဲ့ငါကဒီနေရာကကုန်ပေမဲ့တခြားနေရာကနေအကန့်အသတ်မရှိထက်ရနိုင်သေးတဲ့လူပဲငါကငွေတွေအများကြီးနဲ့ထိုက်တယ်နဲ့သူပဲအဲ့လိုမျိုးကိုဘာလုပ်လိုက်လဲဆိုတော့ block ကိုဖြီးပေးလိုက်တယ်နော်ခုနကလိုမကြေမနက်နဲ့ပေးရင်ဘာဖြစ်မှာလဲတတူ block ဖြစ်မယ်ငွေကြေးလက်လာဘာတွေပိတ်ဆို့မယ်ဒါပေမဲ့ထပ်ခုနပြောသလိုမျိုးဒါဒီဟာပေးလိုက်ရပေမဲ့ငါအဖက်ဖက်ကဝင်နိုင်တဲ့သူဆိုပြီးတော့ happy money အဖြစ်နဲ့အသုံးချလိုက်တယ်နောက်တဲ့နံပါတ်2ဒီပတ်စံကိုရရှိသွားတဲ့သူမိသားစုသူကိုယ်တိုင်လိုအပ်တဲ့အရာလေးမှာအေးအေးချမ်းချမ်းနဲ့အဆအဆင်ပြေပြီးသုံးဆွဲနိုင်ပါစေဆိုတဲ့မေတ္တာရဲ့စေတနာရဲ့ထည့်ပေးလိုက်တဲ့အခါမှာထက်ရဲ့ money block ကလုံးဝမရှိတော့ဘဲနဲ့လက်လာပါကိုဆွဲခေါ်တဲ့ကိုယ့်ရဲ့ mindset လေးဖြစ်သွားတယ်အဲ့တော့ဒီ mindset လေးကအရေးကြီးပါတယ်အဲ့ဒါလေး